ထွမြောက်ကျမ်းခန်းကြီး7အငယ်1မှ10ထာဝရဘုရားသည်အေဂုတုပြည်၌မောရှေနှင့်အာရုန်တို့အားမိန့်တော်မူသည်ကားဤလသည်တင်တို့၌လဦးဒီဟုသောနှစ်စဉ်တွင်ပထမလဖြစ်ရမည်တင်တို့သည်ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကိုမှားထားရသောစကားဟုမူကားဤလ10ရက်နေ့၌တင်တို့ရှိသမျှသည်မိမိအိမ်တောင်အသီးအသီးတိုင်းတိမ်တောင်လင်တိုးတငယ်တကောင်စီယူရမည်အိမ်တောင်ငယ်၍တိုးတငယ်တကောင်နှင့်မတန်လျင်နီးစပ်သောအိမ်နီးချင်းနှင့်ဆက်ဖက်၍လူမြည်များရှိသည်ဟုရေတွက်ပြီးလျှင်တကောင်ကိုစားလောက်သောသူများကိုထောက်၍တိုးတငယ်တကောင်ကိုယူရမည်တိုးတငယ်ဖြစ်စေစိတ်တငယ်ဖြစ်စေတင်တို့ယူသောအကောင်သည်အပြစ်မပါအခါမလဲသောအထီးဖြစ်ရမည်ထိုတိုးတငယ်တို့ကိုထိုလ14ရက်တိုင်အောင်စောင့်ထားပြီးမှညဦးချိန်၌ဣသရေလအမျိုးစည်းဝေးပရိသတ်အပေါင်းတို့သည်တတ်ရကြမည်တိုးတငယ်၏အသားကိုစားရသောအိမ်၏တကထုံနှင့်တကတိုင်နှစ်ဖက်၌တိုးတငယ်၏အသွေးကိုယူ၍ထိုးရမည်အသားကိုမီးနှင့်ကင်ပြီးမှထိုညခြင်းတွင်တဆေးမပါသောမုန့်ခါသောဟင်းသီးဟင်းရွက်နှင့်စားရမည်အသားစိမ်းသည်ဖြစ်စေရေနှင့်ပြုတ်သည်ဖြစ်စေမစားရခေါင်းခြေထောက်အသည်းနှလုံးစသည်တို့နှင့်တကွမီးကင်ပြီးမှစားရမည်နာနဲ့တိုင်အောင်ထိုအသားကိုမကျွင်းစေရအနှဲငယ်ကျွင်းလျင်မီးနှင့်ရှို့ရမည်အငယ်7မှ20အဘယ်သို့စားရမည်နည်းဟုမူကားခါးကိုစီးလျက်ခြေနှင်းကိုစီးလျက်တောင်ဝေးကိုကိုင်လျက်အလျင်အမြန်စားရမည်ထာဝရဘုရား၏ပသခါဖြစ်တည်းအကြောင်းမူကားယနေ့ညတွင်အေဂုတုပြည်ကိုငါသည်ထုတ်ချင်းခတ်သွား၍အေဂုတုပြည်၌ရှိသောလူတို့၏သားဦးများနှင့်တိရစ္ဆာန်တို့၏သားဦးများအပေါင်းတို့ကိုဒဏ်ခတ်၍အေဂုတုပြည်ဘုရားတို့ကိုတရားစီရင်မည်ငါသည်ထာဝရဘုရားဖြစ်၏တိုးတငယ်၏အသွေးသည်တင်တို့နေရာအိမ်၌တင်တို့၏လက္ခဏာသက်သေဖြစ်၍ထိုအသွေးကိုငါမြင်သောအခါတင်တို့ကိုငါလွန်သွားမည်ထိုသို့အေဂုတုပြည်ကိုငါသည်ဒဏ်ခတ်သောအခါဖြစ်စည်းခြင်းဘေးဥပဒ်သည်တင်တို့ကိုမသိမရောက်ရဤနေ့ရက်သည်လည်းတင်တို့အောက်မေ့စရာဘို့ဖြစ်၍တင်တို့၏အမျိုးအစဉ်အဆက်မပြတ်ဤနေ့ရက်၌ထာဝရဘုရားအားပွဲခံရကြမည်ပညတ်တော်ရှိသည်ဖြစ်၍ထိုပွဲကိုအစဉ်မြဲခံရကြမည်9ရက်ပတ်လုံးတဆေးမပါသောမုန့်ကိုစားရမည်ပထမနေ့ရက်၌တဆေးကိုအိမ်များမှပယ်ရမည်ပထမနေ့မှစ၍9ရက်နေ့တိုင်အောင်တဆေးပါသောမုန့်ကိုစားသောသူမည်သည်ကားဣသရေလအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်ပထမနေ့၌၎င်း9ရက်နေ့၌၎င်းဓမ္မစည်းဝေးခြင်းကိုပြုရမည်ထိုနေ့ရက်၌လူတိုင်းစားခြင်းကိစ္စနှင့်ဆိုင်သောအလုတ်အဆောင်မှတပါအခြားသောအလုတ်ကိုမလုပ်မဆောင်ရထိုအဇုမပွဲကိုခံရသောအကြောင်းဟုမူကားထိုနေ့ရက်၌သင်တို့ဗိုလ်ခြေများကိုအေဂုတုပြည်ထဲကငါနှုတ်ဆောင်သည်ဖြစ်၍ထိုအကြောင်းကြောင့်ပညတ်တော်ရှိသည့်အတိုင်းသင်တို့၏အမျိုးအစဉ်အဆက်မပြတ်ထိုနေ့ရက်ကိုအမြဲစောင့်ရကြမည်ပထမလ14ရက်နေ့ညဦးမှစ၍21ရက်နေ့ညဦးတိုင်အောင်သင်တို့သည်တဆေးမပါသောမုန့်ကိုစားရကြမည်9ရက်ပတ်လုံးသင်တို့အိမ်များ၌တဆေးမရှိရတဆေးပါသောမုန့်ကိုစားသောသူမည်သည်ကားတကျွန်းတနိုင်ငံသားဖြစ်စေပြည်သားဖြစ်စေဣသရေလမျိုးပရိသတ်မှပယ်ရှင်းခြင်းကိုခံရမည်သင်တို့နေရာအရပ်ရပ်တို့၌တဆေးပါသောမုန့်ကိုမစားရတဆေးမပါသောမုန့်ကိုသာစားရမည်ဟုမိန့်တော်မူ၏အငယ်21မှ28ထိုအခါမောရှေသည်ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့ကိုခေါ်၍သင်တို့သည်အိမ်တော်များအသီးအသီးကိုယ်စီတိုးတငယ်တို့ကိုယူ၍ပသခါပွဲဘို့တတ်ကြလော့ဟုတ်တုတ်ပင်ညွန့်တစည်းကိုယူ၍အင်တုံ၌ထည့်သောအသွေးထဲမှနှစ်ပြီးလျှင်တကထုပ်တကတိုင်နှစ်ဖက်တို့ကိုထိုးတုတ်ကြလော့ထိုနောက်မှနာနဲ့တိုင်အောင်အဘယ်သူမျှမိမိအိမ်တကားပြင်သို့မထွက်မသွားရအကြောင်းမူကားထာဝရဘုရားသည်
အဲဂုတ္တုလူတို့ကိုဒဏ်ခတ်ခြင်းငှါထုတ်ချင်းခတ်သွားတော်မူမည်။တံခါးထုပ်နှင့်တံခါးတိုင်နှစ်ဘက်၌ရှိသောအသွေးကိုမြင်သောအခါ၊ထာဝရဘုရားသည်တံခါးကိုလွန်သွားတော်မူမည်။ဖျက်ဆီးသောသူသည်သင်တို့ကိုဒဏ်ခတ်ခြင်းငှါအိမ်ထဲသို့ဝင်ရသောအခွင့်ကိုပေးတော်မမူ။သင်တို့နှင့်သင်တို့၏သားများ၌ပညတ်တော်ရှိသည်ဖြစ်၍ဤအမှုကိုအစဉ်အမြဲစောင့်ရကြမည်။ဂတိတော်ရှိသည်အတိုင်းထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့သင်တို့သည်ရောက်ကြသောအခါဤဝတ်ကိုပြုရမည်။သင်တို့၏သားမြေးတို့ကဤဝတ်ကိုပြု၍အဘယ်သို့ဆိုလိုသနည်းဟုမေးမြန်းကြလျှင်၊ထာဝရဘုရားသည်အဲဂုတ္တုလူတို့ကိုဒဏ်ခတ်၍ငါတို့အိမ်များကိုချမ်းသာပေးတော်မူသောအခါ၊အဲဂုတ္တုပြည်၌ဣသရေလအမျိုးသားတို့၏အိမ်များကိုလွန်သွားတော်မူသောထာဝရဘုရား၏ပသခါယဇ်ဖြစ်သတည်းဟုပြန်ပြောရကြမည်ဟုမောရှေဆိုပြီးလျှင်၊ထိုသူတို့သည်ဦးညွှတ်ချ၍ကိုးကွယ်ကြ၏။ထိုသို့မောရှေနှင့်အာရုန်တို့ကိုထာဝရဘုရားမှာထားတော်မူသည်အတိုင်းဣသရေလအမျိုးသားတို့သည်ပြုကြ၏။သန်းခေါင်အချိန်၌ထာဝရဘုရားသည်နန်းထိုင်သောဖာရောဘုရင်၏သားဦးမှစ၍ထောင်ထဲမှာအချုပ်ခံရသောသူ၏သားဦးတိုင်အောင်အဲဂုတ္တုပြည်၌သားဦးရှိသမျှကို၎င်း၊တိရစ္ဆာန်တို့၏သားဦးရှိသမျှကို၎င်းဒဏ်ခတ်တော်မူ၏။ထိုညဉ့်တွင်ဖာရောဘုရင်နှင့်သူ၏ကျွန်များ၊အဲဂုတ္တုလူများတို့သည်ထကြ၍အသေကောင်ကင်းသောအိမ်တအိမ်မျှမရှိသောကြောင့်၊အဲဂုတ္တုပြည်၌ကြီးစွာသောငိုကြွေးခြင်းဖြစ်လေ၏။ထိုညခြင်းတွင်မောရှေနှင့်အာရုန်ကိုခေါ်တော်မူလျှင်၊သင်တို့မှစ၍ဣသရေလအမျိုးသားတို့ထ၍ငါ့လူစုထဲကထွက်သွားကြလော့။သင်တို့တောင်းသည်အတိုင်းထာဝရဘုရားအားသွား၍ဝတ်ပြုကြလော့။သင်တို့တောင်းသည်အတိုင်းသိုးနွားများကိုယူ၍သွားကြလော့။ငါ့ကိုလည်းကောင်းကြီးပေးကြလော့ဟုမိန့်တော်မူ၏။အဲဂုတ္တုလူတို့ကလည်း၊ငါတို့ရှိသမျှသည်အသေကောင်ဖြစ်ကြပြီဟုဆိုလျက်ဣသရေလလူတို့ကိုအဲဂုတ္တုပြည်ထဲကအလျင်အမြန်လွှတ်ခြင်းငှါကျပ်ကျပ်နှိုးဆော်ကြ၏။ထိုလူတို့သည်တဆေးမရောသေးသောမုန့်စိမ်းကိုယူ၍မုန့်နယ်သောခွက်တို့ကိုလည်းအဝတ်နှင့်တကွထုတ်၍ထမ်းကြ၏။မောရှေစီရင်သည်အတိုင်းဣသရေလအမျိုးသားတို့သည်ငွေတန်ဆာ၊ရွှေတန်ဆာ၊အဝတ်တန်ဆာများကိုအဲဂုတ္တုလူတို့၌တောင်းကြ၏။တောင်းသည်အတိုင်းလည်းပေးချင်သောစေတနာစိတ်ကိုအဲဂုတ္တုလူတို့အားထာဝရဘုရားပေးတော်မူသဖြင့်၊အဲဂုတ္တုလူတို့၏ဥစ္စာများကိုလုယူကြ၏။ဣသရေလအမျိုးသားမိန်းမနှင့်သူငယ်ကိုမဆိုဘဲယောက်ျားအရေအတွက်အားဖြင့်ခြောက်သိန်းခန့်မျှရှိသောသူတို့သည်ရမသက်မြို့မှထွက်၍သုကုတ်အရပ်သို့ခရီးသွားကြ၏။အမျိုးမျိုးသောလူအများတို့သည်လည်းသိုးနွားအစရှိသောများစွာသောတိရစ္ဆာန်တို့နှင့်တကွလိုက်ကြ၏။တဆေးမရောဘဲအဲဂုတ္တုပြည်မှဆောင်ခဲ့သောမုန့်စိမ်းကိုယူ၍တဆေးမပါသောမုန့်ကိုဖုတ်ရကြ၏။အကြောင်းမူကား၊အဲဂုတ္တုပြည်၌မနွှဲမဖင့်အနှင်ခံရသောကြောင့်ကိုယ်စားစရာကိုမပြင်မိကြ။ဣသရေလအမျိုးသားတို့သည်အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်၍တည်နေကြသောကာလနှစ်ပေါင်း430ဖြစ်သတည်း။အနှစ်430စေ့သောနေ့ခြင်းတွင်ထာဝရဘုရား၏ဗိုလ်ခြေအပေါင်းတို့သည်အဲဂုတ္တုပြည်မှထွက်သွားကြ၏။အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသောအတွက်ကြောင့်ထိုနေ့ညကိုအထူးသဖြင့်ထာဝရဘုရား၌စောင့်စရာကောင်း၏။ဣသရေလအမျိုးသားတို့၏အမျိုးအစဉ်အဆက်မပြတ်စောင့်ရသောထာဝရဘုရား၏ဤသည်ညပေတည်း။ပသခါပွဲတရားဟူမူကား၊တပါးအမျိုးသားမစားရ။သို့ရာတွင်ငွေနှင့်ဝယ်သောကျွန်သည်အရေဖျားလှီးမင်္ဂလာကိုခံပြီးလျှင်စားရ၏။တကျွန်းတနိုင်ငံသားဖြစ်စေ၊အခစားသောကျွန်ဖြစ်စေမစားရ။တအိမ်တည်း၌တကောင်ကိုစားရ၏။အသားကိုအိမ်ပြင်သို့ယူမသွားရ။အရိုးကိုလည်းမချိုးရ။ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်ထိုပွဲကိုခံရကြမည်။သင်တို့ထံမှာတည်းခိုသောတပါးအမျိုးသားသည်ထာဝရဘုရားအဘို့ပသခါပွဲကိုခံခြင်းငှါအလိုရှိလျှင်၊သူ၌ရှိသောယောက်ျားအပေါင်းတို့သည်အရေဖျားလှီးမင်္ဂလာကိုခံကြစေ။သို့ပြီးမှ
ထိုသူသည်ပြည်သားကဲ့သို့ဖြစ်သောကြောင့်ချင်း၍ထိုပွဲသို့ဝင်စေ။ယေပြားလိမင်္ဂလာကိုမခံသောသူမည်သည်ကားထိုပွဲ၌ဝင်၍မစားရ။အမျိုးသားချင်းဖြစ်သောသူသင်တို့တွင်တည်းခိုသောတပါးအမျိုးသားဖြစ်သောသူတို့သည်တပါးတည်းသောတရားနှင့်ဆိုင်ကြ၏ဟုထာဝရဘုရားသည်မောရှေနှင့်အာရုန်၌ပညတ်ထားတော်မူ၏။ထိုသို့မောရှေနှင့်အာရုန်၌ထာဝရဘုရားပညတ်ထားတော်မူသည့်အတိုင်းဣသရေလအမျိုးသားအပေါင်းတို့သည်ပြုကြ၏။ထိုနေ့ခြင်းတွင်ထာဝရဘုရားသည်ဣသရေလအမျိုးသားဗိုလ်ခြေတို့ကိုအဲဂုတ္တုပြည်မှဆောင်သွားတော်မူပြီးလျှင်